မင်္ဂလာပါ ABAC Academy ကနေကြိုဆိုပါရစေဒီနေ့ကတော့ဟို PHP ကိုပေါ့နော် database နဲ့ချိန်ပြီးတော့ဘယ်လိုအလုပ်လုပ်မလဲဆိုတဲ့အပိုင်းလေးကိုဒီနေ့ဗီဒီယိုလက်ချာမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ PHP အလုပ်လုပ်တယ်ဆိုတာပေါ့နော် PHP ဆိုတာသူကတကယ်တမ်းဗာလဲ web programming language အလုံးလေးသိတယ်နော်အဲ့တော့ဒီ PHP web ဒီနော်ဒီ PHP web ဒီဘယ်နေရာမှာရှိနေလဲဆိုတော့ဒီ web server နေရာမှာရှိနေမယ်အဲ့တော့users တွေပေါ့နော် users တွေကနေပြီးတော့သူ့ရဲ့ user interface တွေเนาะဆိုလိုတဲ့သဘောကတော့ HTML တွေ HTML page တွေပေါ့เนาะ UI design page တွေကနေပြီးတော့ access လုပ်သမျှရသည်ဘယ်ကိုရောက်လာလဲဆိုတော့ဒီခုနက PHP ရှိနေတဲ့ web server ကိုရောက်လာတယ်ရောက်လာတဲ့အခါမှာသူကနေမှတစ်ဆင့် database ကိုချိတ်ဆက်ရတယ်database ထဲမှာเนาะလိုအပ်တဲ့ operation တွေเนาะကျွန်တော်တို့သိထားပြီးသားဖြစ်တဲ့ CRUD operations တွေဒါတွေလုပ်တယ်ပေါ့เนาะလုပ်ပြီးတော့သူကအဲ့ database ကနေရလာသမျှ data တွေကိုပြန်သယ်လာတယ်ပြန်သယ်လာတဲ့အခါမှာလေ database ဒီ user ကိုဓာတ်ရိုက်မပေးနိုင်တဲ့အတွက်ကြောင့်မလို့ web server ကိုပဲအရင်ယူပေးတယ်အဲ့ဒီယူပေးတဲ့အလုပ်ကိုဒါ PHP နဲ့ယူကြတယ်ပေါ့နော်ယူပြီးတော့အခါကျတော့မှအဲ့ကနေ web server နဲ့တစ်စိမ့်ဒါ user ကိုပေးရတယ်အဲ့မှာ user ကသူနဲ့သက်ဆိုင်တဲ့ information တွေdata တွေเนาะတခြား response message တွေဒါတွေကိုပြန်ပြီးတော့ရတယ်ပေါ့နော်အဲ့တော့ဒီသဘောတရားလေးနဲ့သွားတယ်အဲ့တော့ဒီနေ့ lecture မှာဒီ PHP တွေဒီ database မှာကျွန်မ MySQL ပေါ့နော်ဒါတွေကိုသုံးပြီးတော့account တစ်ခုကိုဘယ်လို create လုပ်မလဲပေါ့နော်ဒါကိုရှင်းပြတော့မှာဖြစ်တယ်အဲ့တော့ account ဆိုတဲ့နေရာမှာလေးပဲကျွန်မကဒီနေ့ပြမယ့် account ကတော့ဒါ admin account ပေါ့နော် administrator တယောက်အနေနဲ့သူ့ရဲ့ account တွေကိုဘယ်လို create လုပ်မလဲဆိုတာကိုဒါကုတ်နဲ့ရေးပြပေးသွားမှာဖြစ်တယ်အဲ့တော့သုံးမဲ့နည်းပညာဒီကတော့PHP သုံးမယ်ဒီဘက်က MySQL ကိုသုံးမယ်เนาะအဲ့တော့ MySQL ကိုသုံးမယ်ဆိုတော့ MySQL နဲ့ပတ်သက်လို့ကနည်းနည်းပြောစရာရှိတယ်ပေါ့နော် database ပေါ့ MySQL ဒီ database ပဲအဲ့တော့ database လို့ပြောလို့ရှိရင်ကျမတို့ကဒီ PHP နဲ့ချိန်တဲ့နေရာမှာပေါ့နော် MySQL ရှိတယ်အဲ့ဒီလိုပဲ MySQL ကိုအစင်းမြင့်တင်ထားရ MySQLi I means improve ပေါ့နော် MySQL ကို improve လုပ်ထားတဲ့ MySQLi ဆိုတာလည်းရှိတယ်အဲ့တော့ဘယ်နည်းနဲ့မဆိုရေးလို့ရတယ်ဒါအပြင်ကျမတို့က PHP data object ဆိုတဲ့ flexible ဖြစ်တဲ့ရင်းနှီး style တစ်ခုရှိတယ် database ရင်းနှီး style တစ်ခုရှိတယ်ဒါကို PDO လို့ခေါ်တယ်เนาะအဲ့တော့ဒီနေ့ lecture မှာတော့ကျွန်မက MySQLi နဲ့ရေးပြတော့မှာဖြစ်တယ်အဲ့တော့ MySQLi ကဘာတွေကောင်းတယ်လဲဆိုလို့ရှိရင်เนาะကျွန်မတို့ store procedure တွေရေးမယ်ဆိုရင်ရေးလို့ရတယ် MySQL မှာဆိုရေးလို့မရဘူးပြီးတော့ဒီ coding ကိုရေးတဲ့ရင်းနှီး style မှာကျွန်တော်တို့က procedural ရင်းနှီး style နဲ့ object oriented ရင်းနှီး style ဆိုပြီးနှစ်မျိုးရှိပါတယ်เนาะဒါလေးတော့လေ့လာကြည့်ပေါ့အဲ့တော့ဒီနေ့ lecture မှာတော့ကျွန်မကအဲ့ MySQLi ကို object oriented ရင်းနှီး style နဲ့ရေးပြသွားမှာဖြစ်တယ်အဲ့လိုရေးတဲ့အခါမှာဘာကိုရေးမှာလဲဆိုတော့ကျွန်မ database ကို connection တွေယူမယ်ပြီးလို့ရှိရင် account တစ်ခု admin account တစ်ခုကို create လုပ်ပြမယ်เนาะဒါလေးကိုလုပ်ပြကြည့်မယ်အဲ့တော့ကျွန်တော်တို့က database ကို connect လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ MySQLi ဆိုပြီးတော့ connection တွေယူရတယ်เนาะဒါတွေကိုဘယ်လိုယူကြမလဲကဲကျွန်မဒီမှာစပြီးတော့ရေးပြမယ် PHP sharing ထဲမှာ able ဆိုတဲ့ folder လေးတစ်ခုရှိပါတယ်เนาะအဲ့ဒီ able ထဲမှာကျွန်မ database ကို connection လုပ်မဲ့ file လေးတစ်ခုကိုစပြီးတော့တိစောက်ပါမယ်အဲ့တော့ database ကို connection လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့က dbconfig အမျိုးမျိုးပေးကြတယ်နာမည်တွေကတော့ကိုနှစ်သက်တယ်လို့ပေးပါအဓိပ္ပာယ်ရှိတဲ့နာမည်ဖြစ်ဖို့တော့လိုပါတယ်တော့ PHP စလာပြီဒါဆိုရင် PHP ရေးမယ်ဆိုတော့ကျမတို့က PHP ရေးတဲ့ sentence ပေါ့နော်ဒီထဲကိုရေးရတယ်ဒီထဲကိုရေးရတယ်ဟုတ်လားအဲ့တော့ကျမတို့က database ကို connection လုပ်ရမှာခုနကတော့ကျမပြထားတဲ့ပုံလေးရှိတယ်အဲဒီမှာ database ကို connection သွားယူရမှာပေါ့နော် connection သွားယူမယ်ဆိုရင်ကျမတို့ဘယ်လိုယူကြမလဲနော်ဘယ်လိုယူမလဲဆိုရင်ကျမတို့အနေနဲ့ကconnection လေးတစ်ခုယူမယ်ဆိုရင်ဘယ်လိုယူရတယ်လဲကျွန်မပြကြည့်မယ်နော် connection equal to new MySQLi ဟောအဲ့ဒီအထဲမှာ parameter ကဘာတွေထည့်ပေးရတယ်လဲဆိုရင် base server ကိုသုံးပါလဲအဲ့တော့ကျမတို့က server လို့ပြောလို့ရှိရင် local server ပေါ့နော်အဲ့ဒါကိုသုံးမယ်ပြီးရင်ဒီ database ကိုလာချိတ်မဲ့ user name ကဘာလဲเนาะ database ကိုလာပြီးတော့ချိတ်မဲ့အဲ့တော့ကျွန်မဒီမှာရှင်းအောင်ကြတယ်เนาะ server သိဖို့လိုတယ်ပြီးလို့ရှိရင် users name သိဖို့လိုတယ်နောက်တစ်ခုကကြတော့ password ကိုသိဖို့လိုပါတယ်နောက်တစ်ခုကကြတော့ဒီ server နဲ့ချိတ်တဲ့ database ကြီးထဲမှာ database ပေါင်းများစွာရှိနိုင်တယ်ရှိနိုင်တဲ့ထဲကျမတို့ဘေး database ကိုချိတ်ချင်တာလဲဆိုတော့ database ရဲ့ name ကိုလည်းပဲထည့်ဖို့လိုပါတယ်အဲ့တော့ဒါတွေကိုကျမဘေးရမလဲကိုယ့်အကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ server ဆိုတာဒီဘလို့ server လဲဝေးမှာမဟုတ်ဘူးကျမတို့ local မှာပဲရှိတဲ့အတွက်ကြောင့် local host
ကျွန်မက XAMPP ကိုသုံးထားတဲ့အတွက်ကြောင့်မလို့ဒီတိုင်း configuration လုပ်ပေးရပါတယ်အဲ့တော့ username မှာဆိုရင် default က username က root ပါပြီးရင် password က null ပါဒါက XAMPP ရဲ့ configuration တွေဖြစ်ပါတယ်ကျွန်မ XAMPP သုံးပြီးတော့ရေးတာဖြစ်ပါတယ် database ကကြတော့ကျွန်မဒီမှာ database လေးတစ်ခုကြိုပြီးတော့ create လုပ်ထားပါတယ်เนาะ database create လုပ်နည်းကိုတော့ဒီ video lecture မှာပြောပြသွားမှာမဟုတ်ပါဘူးသိထားပြီးသားလို့လည်းယူဆပါတယ်အဲ့တော့ဟုတ်ပြီကျွန်မဒီလိုလေး connect လုပ်လိုက်တယ်เนาะဒီလိုလေးကျွန်မ connection တစ်ခုယူလိုက်တယ်အဲ့လိုယူလိုက်တဲ့အခါမှာကျမတို့ကဒီတိုင်းဆိုရင်တော့သူ connection တစ်ခုကို create လုပ်တယ်သို့တော့ဒီ connection ဒီအဆင်ပြေလားမပြေလားပေါ့နော်ကျမတို့ကသိကျင်တယ်ဒါကြောင့်မလို့ကျမက condition လေးတစ်ခုတော့ပြန်ပြီးတော့စစ်ပါမယ် if $sign connection mysqli error ရှိသလားနော် error ရှိသလားလို့စစ်ပါမယ်တကယ်လို့မှ error ရှိတယ်ဆိုရင်တော့ကျမကခိုးထုတ်မယ်something wrong ပေါ့နော်ဆိုပါစို့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျမက connected successful ဆိုတဲ့ message ကိုထုတ်ပါမယ်ဒီလိုလေးထုတ်ပါမယ် okay ဒီနားမှာဘာလို့သေးလဲဒီမှာဆိုရင်သူကနော် mysqli ဘာလဲဘယ်နာလေးလွဲလဲဆိုတော့ connect လား error အဲ့တော့ error ရှိခဲ့တယ်ဆိုရင်เนาะ error တခုခုမှားနေရလို့ပြောမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်နေရာမှားနေလဲပေါ့နော်မှားနေတဲ့နေရာလေးကိုလည်းပြောပြချင်တယ်ဆိုရင်ဒီမှာဒါကိုပြန်ချိတ်လို့ရတယ်ဘယ်လိုဟာလဲဆိုတော့ခုနကလို connection ရဲ့เนาะ connection ရဲ့တခုခု error ဖြစ်နေတယ် connect error ဒီလိုမျိုးထုတ်ကြည့်လို့ရတယ်အဲ့တော့ဒီမှာဆိုရင်ရှင်းရှင်းလေးပဲကျွန်မက database ကို connection လုပ်လိုက်တာအဲ့တော့ကျွန်မ connect လုပ်ချင်တဲ့ database လေးကဘေးမှာရှိတယ်လဲဆိုရင်ဒီမှာ clothing store ဆိုတာလေးရှိတယ်အဲ့ဒီ database ကိုကျမရဲ့ PHP ကနေတွားပြီးတော့သူ့ကို connection ယူလိုက်တာเนาะအဲ့တော့အဲ့ဒီဟာလေးပဲအဲ့တော့ဒီမှာဒီထဲမှာ database တွေကတော့ကျွန်မကြိုပြီး create လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ database ကိုကျွန်မထိတ်ချင်ပါတယ်နော် local server ထဲမှာရှိတဲ့ database ပါ user name ကတော့ဒါပါ password ကတော့ဒါပါဆိုပြီးတော့သူ့ကိုချိန်လိုက်တာဖြစ်ပါတယ်ချိန်တဲ့အခါမှာ error တစ်စုံတစ်ရာရှိခဲ့တယ်ဆိုရင်ကျွန်မ error ပြပါမယ် error မရှိဘူးဆိုရင်တော့ကျွန်မ successful ဆိုတဲ့ message ကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ run ကြည့်ပါမယ်အဲ့တော့ကျွန်မရှိတဲ့နေရာက PHP sharing နဲ့က able တဲ့ကကျွန်မ dbconfig ဆိုတဲ့ file လေးဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်မဒီပေါ်မှာ run ကြည့်ပါမယ်local host မှာ sharing နဲ့က able able เนาะ able ရဲ့ဝင်လိုက်တဲ့အခါမှာကျွန်မခုနကတော့ရေးထားတဲ့ dbconfig.php ဆိုတဲ့ file ကိုတွေ့ရပါတယ်အဲ့ဒါကိုနှိပ်ကြည့်လိုက်မယ်အဲ့တော့ဘာပြောတော့ဘာမှမပြောဘာမှမပြောဘူးလားနော် dbconfig.php file ကိုနှိပ်ကြည့်မယ်အဲ့တော့သူကဘာမှမပြောနေဘူးဆိုတော့ကျွန်တော်ဒီနောက်ကိုတစ်ချက်ပြန်ကြည့်ကြပါအောင်ဆိုအဲ့တော့new mysqli server username password database successful ဖြစ်တယ်ဆိုရင်ကျမတို့ ਨੇ database နဲ့အချိတ်ဆက်ရပြီเนาะကျမတို့ ਨੇ ဒီ application နဲ့ database နဲ့အချိတ်ဆက်ရပြီလို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ကျမကဘာလုပ်မလဲဆိုတော့ကျမရဲ့เนาะဒီ admin ရှိပါတယ်ဒီထဲမှာadmin ဆိုတဲ့ဟိုပါပေါ့เนาะ table လေးတစ်ခုရှိတယ်အဲ့ဒီ table ထဲမှာအခု3ယောက်ရှိတယ်ပေါ့เนาะ3ယောက်ရှိတယ်ကျမ4ယောက်မြောက် admin ကိုထည့်ကြည့်ပါမယ်အဲ့ဒီအတွက်ကျွန်မကုတ်ဆက်ပြီးတော့ရေးပါမယ်အဲ့တော့ကျွန်မကထည့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ database ရဲ့ operation အရာဆိုရင် insert ဖြစ်ပါတယ် insert into ဖြစ်ပါတယ်အဲ့တော့ဒီကျွန်မတို့ကပေါ့နော်အခုဒီ lecture တွေကိုနားထောင်နေတဲ့အခါမှာ database တွေကိုကျွမ်းကျင်ပြီးသားဖြစ်နေဖို့လိုပါတယ် HTML CSS တွေသိနေပြီးသားဖြစ်ဖို့လိုပါတယ်အဲ့ဒီလိုပဲ PHP ရဲ့အခြေခံရေးနှုန်းတွေကိုသိထားပြီးသားဖြစ်ဖို့လိုပါတယ်ဒီနေ့ lecture လေးကတော့เนาะ okay အဲ့တော့ဒါဆိုရင်ဆက်ပြီးတော့ရေးမယ်
ဆက်ပြီးတော့ရေးမယ်ဆိုတော့ကျွန်မ admin ကို create လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီထဲမှာပဲcreate admin ဆိုပြီးတော့ file လေးတစ်ခုကိုထပ်ပြီးတော့ create လုပ်လိုက်ပါမယ် okay အဲ့တော့ create admin ရပြီ create admin ရပြီဆိုတော့ okay ဒါဆိုရင် administrator ကိုကျွန်တော်တို့ပုံမှန်နားလည်တာကနော် insert လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုရေးရလဲဆိုရင် insert into เนาะဒီလိုရေးရတယ်ပြီးတော့ table name ကကျွန်မ admins တဲမှာကျွန်မဘာတွေထည့်ထားလဲဆိုတော့ဒီမှာ username password เนาะအဲ့တော့ username password ဆိုတော့ကျွန်မက users name comma password ဒီလိုရေးရတယ်ပြီးလို့ရှိရင်သူကဘာတွေထည့်မှာလဲဆိုတော့ values တဲမှာဘာတွေတော့ထည့်မှာလဲဆိုပြီးတော့ကျွန်မတို့ကထည့်မဲ့တန်ဖိုးတွေကိုရေးရပါတယ်ဒါ database ကအခြေခံအဲ့လိုလေးရေးရတယ်Okay ဒါကိုကျွန်မက query အနေနဲ့ရေးမှာဖြစ်တဲ့ SQL statement တစ်ခုအနေနဲ့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ SQL array ကိုထည့်လိုက်ပါတယ်အဲ့လိုထည့်တဲ့အခါမှာ okay ဒါဆိုရင်တော့ပေါ့နော် user name လည်းပါပြီ password လည်းပါပြီဒါမဲ့ဘာတွေသွားထည့်မှာလဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာဓာတ်ရိုက်ထည့်လို့လည်းရတယ်ဆိုပါစို့ user name နေရာမှာပေါ့နော်ကျွန်တော်တို့ကဆိုပါစို့ user name နေရာမှာ able လို့ထည့်မှာပေါ့ password နေရာမှာ1 2 3လို့ထည့်မှာပေါ့စသဖြင့်ဒီလိုလေးလွယ်လေးထည့်လိုက်ရင်လည်းမရဘူးလားဆိုတော့ရတယ်ထည့်လို့ရတယ်ဒါပေမဲ့ကျမတို့ကဒီရေးတဲ့ရေးနည်းပေါ့ OP ရေးနည်း style နဲ့ရေးမယ် OP နဲ့ရေးတယ်ဆိုကြတဲ့က object oriented နဲ့ရေးတယ်ဆိုကြတဲ့ကဘာအတွက်ရေးတာလဲဆိုတော့ reusability တို့ maintainability တို့ကိုကျွန်မရချင်လို့ရေးတာ哦เนาะဒါကြောင့်မို့လို့ဒီနေရာမှာကျွန်မဒီလိုထားရမရေးပါဘူးသူ့နေရာမှာကျွန်မ caution mark တွေထည့်ခဲ့မှာโอเคเนาะအဲ့လိုလေးထည့်ပြီးွားပြီဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီတိုင်းတော့မရဘူးပေါ့เนาะအဲ့ဒီ question mark ဒီနေရာမှာပြန်တော့ရေးပြရအောင်ပါပေါ့โอเคဒါဆိုရင်အဲ့ဒီ SQL ကိုကျွန်တော်တို့ကrun ကျင်တယ်အလုပ်လုပ်ချင်တယ်เนาะအဲ့တော့ကျမတို့ဘာလုပ်ဖို့လိုတယ်လဲဆိုရင် database နဲ့ connection ချိတ်ထားတဲ့ define ကြီးကိုအလုပ်လုပ်စေချင်ပါတယ် define ကိုခေါ်ဖို့လိုပါတယ်အဲ့တော့ခေါ်ချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ PHP မှာဘယ်လိုခေါ်ရလဲ include เนาะ include ကျွန်မဘေးဖိုင်ကိုခေါ်มาလဲဆိုတော့ db config.php ကိုခေါ်မှာ okay အဲ့လိုခေါ်มาတော့ဟုတ်ပြီအဲ့ဒီ db config.php နဲ့အခုကျမတို့ရေးနေတဲ့ create admin ဆိုတဲ့ folder နှစ်ခု file နှစ်ခုဒီတနေရာထဲမှာရှိလားလို့ကြည့်လိုက်တဲ့အခါမှာမရှိပါဘူး create admin ဒီ admin folder ထဲမှာရှိတယ် db config ကသူ့အပြင်ဘက်မှာရှိတာပါအဲ့တော့ db config ကိုခေါ်ချင်တယ်ဆိုတော့ admin folder တွေကနေထွက်ဖို့လိုပါတယ်ဒါကြောင့်မို့ကျွန်မ dot// ဒါကိုသုံးပါတယ် okay DT ပြီးပြီဒါဆိုရင် connection ရပြီเนาะ connection ရပြီဆိုရင်ကျမတို့ကဘာကိုသုံးလို့ရသွားပြီလဲဆိုဒီထဲက$con ဆိုတဲ့ဒါလေးကိုသုံးလို့ရပါပြီ okay ဒါဆိုရင်ကျမက$connection เนาะ sorry ပြီးလို့မရဘူး$connection เนาะအဲ့ဒီထဲမှာเนาะအဲ့ဒီမှာ$connection ကိုသုံးပြီးတော့ခါကြတော့ဒီဒီ data တွေကိုကျမကquery တွေကိုရေးပါမယ်เนาะအဲ့တော့ connect လုပ်ပါမယ်$SQL အဲ့တော့ဒီ query လေးနဲ့အလုပ်လုပ်ပါမယ်သူ့ရဲ့ connection ကိုလိုယူမှာလဲဆိုတော့ကျမတို့က connection prepare လုပ်တယ်လို့ခေါ်ပါတယ်နော် connection ပြင်ဆင်ရတယ် connection prepare လုပ်တယ်လို့ခေါ်တယ်အဲ့တော့ဒီဟာလေးကို connection prepare လုပ်သွားပြီးပြီဆိုရင်ကျမတို့ parameter ဒီ question mark နေရာမှာ parameter လေးတွေကို binding လုပ်ဖို့လိုပါတယ်အဲ့တော့ကျမတို့က$stmc မှာကျမတို့ကဘာလုပ်ရမလဲဆိုတော့ bind parameter ဘယ်သူ့ကို bind မှာလဲဆိုတော့ကျမကဘာနဲ့ကို bind မှာလဲဆိုတော့ကျမက bind မှာကဒီနေရာလေးမှာ user name နဲ့password ကို bind မှာဖြစ်ပါတယ်ကွာโอเคဆက်လိုက်အောင်เนาะအဲ့တော့ကျမကဒီမှာဆိုရင် bind parameter လို့ပြောတယ် parameter ကို bind လုပ်တော့မယ်ဆိုလို့ရှိရင် bind လုပ်မဲ့ data type တွေကိုကျွန်တော်သိဖို့လိုတယ် bind လုပ်မဲ့တန်ဖိုးတွေကိုသိဖို့လိုတယ်အဲ့တော့ကျမဒီတစ်ခါပေါ့เนาะ account လေးတစ်ခုကို create လုပ်ပေးခြင်းနဲ့အဲ့ဒါကျတော့ကျမကသူ့ရဲ့ user name လေးကိုကျမဘယ်လိုလေးထားမလဲဆိုတော့ able လို့ထားပါမယ် user name လေးကို able လို့ထားပါမယ်ပြီးလို့ရှိရင်ကျမသူ့ရဲ့ password ကိုတော့ကျမကလွယ်လွယ်ကူကူပေါ့เนาะ1 2 3လို့ကျမထားကြည့်လိုက်ပါမယ်
Okay ဒီလိုလေးထားကြည့်လိုက်မယ်အဲ့ဒါဆိုရင်ကျမက bind parameter လို့ပြောတဲ့နေရာမှာဒီ question မဲ့ပထမ question မဲ့နေရာမှာကျမ user name ဒီရဲ့ user able လေးကိုဝင်သွားစီခြင်းပါတယ်ဒုတိယ parameter နေရာမှာတော့1 2 3ကိုဝင်သွားစီခြင်းပါတယ်အဲ့လိုဝင်သွားဖို့အတွက်ဆိုရင်ကျမကဒီ able ရော1 2 3ရောဒီ data type က string အမျိုးအစားဖြစ်ပါတယ်ဒါကြောင့်မလို့ string ကိုကိုစားပြုတဲ့ s နောက်ထပ်နှလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ string နှလုံးဖြစ်တဲ့ကြောင့်မလို့ ss ပါပြီးပြီဆိုရင်တော့เนาะကျမဘာကိုသွားမှာလဲဆိုတော့အပေါ်က user name နဲ့ဒီ password ဆိုတဲ့เนาะကျမတို့ variable လေးကိုထည့်ပေးလိုက်ရတာဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကဒီနေရာမှာပေါ့เนาะပြောချင်တာရှိတယ်ကျမက password လေးကို1 2 3လို့ထည့်လိုက်တယ်ဆိုလို့ရှိရင်ကျမက database ထဲဝင်သွားတဲ့အခါမှာလည်းပဲ1 2 3လေးပဲဝင်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျမဒီပုံမှာကြည့်လိုက်ပါကျမထည့်ထားတာကအာ plain text မဟုတ်ဘူးဟုတ်ပြီနော် plain text မဟုတ်ဘူး hashtag တွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်မက hash လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့သုံးလို့ရတာရှိပါတယ်အဲ့တော့ကျွန်မကဒီ password တွေကိုဒီတိုင်းမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ hash ဖြစ်စေချင်တယ်ဆိုရင်တော့ဘာကိုသုံးရမလဲဆိုရင်ကျွန်တော်တို့က password hash ပေါ့နော်ကျွန်တော်တို့ password ကို hash လုပ်လို့ရတာရှိပါတယ် password hash လုပ်လိုက်တယ်ဆိုလို့ရှိရင်တော့ဘယ်သူ့ကိုကျွန်တော်တို့အသွင်ပြောင်းချင်တာလဲဆိုတော့ဒီ password လေးကိုအသွင်ပြောင်းချင်တာ password default ဆိုတာလေးနဲ့ကျွန်တော်တို့ကပြောင်းလိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျမကဒီဟာဒီ password ဒီ1 2 3မဟုတ်တော့ဘဲနဲ့เนาะကျမတို့က1ပဲထည့်တဲ့1 2 3ပဲထည့်တဲ့သူဒီ hash code တွေဖြစ်ပြောင်းပေးလိုက်တာဖြစ်ပါတယ်ကျမက database တွေကိုထည့်တဲ့အခါမှာအဲ့လို hash code တွေပဲထည့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်ဒီ password ကိုမထည့်ဘဲနဲ့ဒီ h password ကိုကျမထည့်မှာဖြစ်ပါတယ်ဒီတိပြီးသွားပြီဆိုရင်တော့ကျမတို့အနေနဲ့ဒီ query ရေးနေရပြီးသလောက်ဖြစ်ပါပြီဒါဆိုရင်ကျမကသူ့ကို execute လုပ်လိုက်ပါမယ်နော်အဲ့တော့ excuse မှာလည်းပဲကျမတို့ထုံးစံအတိုင်းပဲပေါ့နော်ရေးလို့ရပါတယ်သူ့ကို excuse ရဲ့သဘောတရားဒီ boolean return ပြန်ပါတယ် true သို့မဟုတ် false ပြန်ပါတယ်ဒါကြောင့်မလို့ကျမကသူက true ဖြစ်ခဲ့တယ်ဆိုရင်ကျမ data ဝင်သွားပါပြီဆိုရင် message လေးပြခြင်းနဲ့နော်ဒါမျိုးကျမတို့ရေးလို့ရပါတယ် data ဝင်သွားပြီဆိုတဲ့ message လေးပြခြင်းနဲ့ဆိုရင်ကျမတို့ကအခုပေါ့နော်ဒီလိုက added successful နော်ဒီလိုလေးတစ်ခုခုရေးလိုက်မယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဆိုတော့ကျမတို့ကဘာလဲ as နော်ကျမတို့ဟိုပါပေါ့နော် data insert error ပေါ့နော်တစ်ခုခုရေးလိုက်ပေါ့နော် user ကိုနားလည်မဲ့ဒီလိုလေးရေးပေးပါမယ် okay ဒီလောက်ဆိုရင်တော့ကျွန်မ data ထည့်တဲ့အပိုင်းလေးအာပြီးသလောက်ဖြစ်ပါပြီအဲ့တော့ကျွန်မပြန် run ကြည့်ပါမယ်ဟုတ်ပြီဒီထဲမှာလက်ရှိကျွန်မ refresh လုပ်ပြမယ်ဒီထဲမှာကျွန်တော်တို့3 row ပဲ3 row ပဲရှိပါတယ်အဲ့တော့ဒီထဲမှာကျွန်မကဒီပြန် run လိုက်ပါမယ် email ထဲမှာအခုကျွန်မရေးလိုက်တာက create admin ဆိုတဲ့ file လေးကိုကျွန်မရေးလိုက်တယ်သူ့ကို answer ကောက်မှာဟုတ် create admin မဟုတ်ဘူးလား able ထဲမှာable ထဲမှာ admin နဲ့က create admin နော် location မှန်ဖို့လည်းလိုသေးတယ်အဲ့တော့ဒီမှာဗာလဲ connected successful ဆိုတာရှေ့က connection အတွက်ပြတာ added successful ဆိုတာဝင်သွားတယ်လို့ပြောတာအဲ့တော့ကျွန်မဒီမှာရှိနေတဲ့3 row ကိုကျွန်မဒီမှာဒီ refresh လုပ်ကြည့်မယ်ပေါ့နော်ဒါဆိုရင်နောက်ဆုံးတစ်ခုဝင်သွားပြီเนาะโอเคဒါဆိုရင်ဒီနေ့ကကျွန်မပြောခဲ့တဲ့အကြောင်းအရာတွေကတော့ဒီ user ဘက်အချက်မပါသေးဘူးเนาะမပါသေးဘဲနဲ့ကျွန်တော်တို့ database ကို connection ယူတယ်ယူပြီးသွားပြီဆိုရင် database တဲကို data တွေထည့်တယ် account တစ်ခု create လုပ်တဲ့ process ကိုပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် database lecture တွေလည်းပဲထပ်ပြီးတော့ sharing လုပ်ဖို့ရှိပါတယ် thank you